ဟုတ်ကဲ့ကျွန်တော်ကတော့ထိန်းနေတာပါဒီကတော့ကျွန်တော်မျိုးသမီးဒေါက်တာရင်ဝင်းပါခင်ဗျာဟုတ်ကဲ့ကလေးအားစေးတွေအများကြီးရှိရတဲ့နေရာမှာ PN Kids ကိုဘာကြောင့်ရွေးပြီးတော့တိုက်ဖြစ်လဲဆိုတော့လေကနဦးအနေနဲ့စားသိတာကတော့ကလေးကိုဒီမူဂျိုလေးစထားတဲ့အချိန်မှာပေါ့နော်ကလေးမိဘအချင်းချင်းကနေပြီးတော့သူတို့သားသမီးတော့ဒီ PN Kids လေးတိုက်တာပေါ့နော်ကလေးကအစားလေးလဲစားလာတယ်ကောင်းတယ်ပေါ့နော်အဲ့လိုကနေပြီးတော့ဒါစသိပြီးတဲ့အခါကျတော့ကလေးကိုတိုက်ဖြစ်တယ်ပေါ့နော် PN Kids ပေါ့နော် Minerals Growth Bright Eyes မှာကျွန်တော်တို့က multivitamins and minerals ကိုရွေးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတည်းမှာကလေးအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရ16မျိုးအပြင်ပေါ့နော်ကလေးကိုအစာစားရင်စိတ်ကိုဖြစ်စေတဲ့အားဖြစ်စေတဲ့ဟာလေးတွေလည်းပါတယ်ပြီးရင်သူ့မှာတုပထားတဲ့ရတာတို့ကြာရှည်ခံပြုလုပ်ထားတဲ့ပစ္စည်းလေးတွေမပါဝင်တဲ့အတွက်ကျွန်တော်ကတော့ဒီ3နည်းမျိုးထဲမှာmultivitamins and minerals ကိုရွေးဖြစ်ပါတယ်ကလေးကိုတိုက်ဖြစ်တာဘယ်လောက်ကြာပြီလဲဆိုတော့ကလေးအသက်ဒီ2နှစ်ခွဲလောက်ကနေပြီးတော့စပြီးတော့တိုက်ဖြစ်ပါတယ်အခုဆိုရင်တော့သမီးလေးအသက်က3နှစ်နဲ့2လရှိပြီဆိုတဲ့ခါကျတော့8လဝန်းကျင်လောက်တော့ဖြစ်သွားပါပြီဒီ PNK multivitamins and minerals ဆိုစတိုက်တဲ့8လတွင်မှာပေါ့နော်စတိုက်တဲ့ခြံနေ8လတွင်မှာကလေးရဲ့ကျန်းမာရေးတိတိကျကျပိုကောင်းမွန်လာပါတယ်ဘယ်လိုကောင်းမွန်လာလဲဆိုတော့ဒီဖျားရနာလေးတွေနှာသီးချောင်းဆိုးလေးတွေတက်တာလာပါတယ်ဒီ PNK ဆန်းမှာပါတဲ့မရှိမကလေးအတွက်မရှိမဖြစ်လိုအပ်တဲ့ multivitamins လေးတွေအတွက်ကြောင့်ပါPN Kids ထိုက်ပြီးတော့ဘာတွေတိတိကျကျပြောင်းလဲလာလဲဆိုရင်အဓိကကတော့ကလေးကအစားလေးလိုက်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့သမီးကတော်တော်လေးကိုအစားရွေးတဲ့ကလေးတွေပါတယ် PN Kids ထိုက်ပြီးရဲ့နောက်ပိုင်းမှာအစားတော်တော်လေးလိုက်လာတယ်အစားတော်တော်သူပြန်ဝင်လာတယ်ပေါ့နော်အဲ့ဒါလေးရဲ့နောက်တစ်ချက်ကကျတော့တိတိကျကျအရက်ကလေးရှိလာတယ်ပေါ့နော်ဟုတ်ပြီးတော့ဒီကိုခံအားလေးကောင်းလာတဲ့ခါမှာဖျားနာလေးနေသွားတယ်ပေါ့နော်ဟုတ်ကဲ့ဒီအားသေးလေးကိုတိုက်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ကလေးကျန်းမာရေးတိတိကျကျတိုးတက်ပြောင်းလဲလာတယ်ကလေးဒီငကိုလိုအရင်အစားကြီးအများကြီးမပြီးတော့ပဲနဲ့ပိုစားလာတယ်နေရာလေးကလည်းတိတိကျကျထွက်လာတယ်အဲ့ဒီအတွက်ကြောင့်ပဲကိုယ်တိုင်လည်းသုံးဆွဲမှုတဲ့အတွက်အဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်တို့ကဒီအားသေးလေးကိုတခြားမိခင်တွေကိုရဲရဲဝံ့ recommend ပေးပါတယ်